တူဒီမပြခင်ကျွန်တော်ရဲ့ဆရာကြီးဂုရုဆရာကြီးဘူချန်ကိုဒီနေရာနေဂါရောကပြုတ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြမှာတော့ထိတ်3လုံးနဲ့နောက်3လုံးနဲ့ပြီးတော့4လုံးခွေဖြစ်ပါတယ်ကြည့်မယ်နှစ်နောက်ပိတ်တဲ့အတွက်နှစ်ကဲပါဝါခွန်နှစ်ကဲနှစ်ခတ်4နှစ်ခွန်4ဆိုတဲ့ကဏ္ဍ3လုံးဟာထိတ်ကြမယ်နှစ်ခွန်4ကြမယ်ကဲ3နောက်ပိတ်ပြီ3နောက်ပိတ်တဲ့အတွက်သူ့ရဲ့3ရဲ့နှစ်ခတ်3ရဲ့ပါဝါ3ပါဝါ8 3ရဲ့နှစ်ခတ်5 385ဆိုတဲ့ကဏ္ဍဟာထိတ်ကြမယ်ကဲကြပြီကဲဆက်ကြည့်မယ်3ညနောက်ပိတ်တယ်3ညနောက်ပိတ်တဲ့အတွက်3ညရဲ့ပါဝါ3ညရဲ့နှစ်ခတ်3ည5ခွန်ဆိုတဲ့ကဏ္ဍထိတ်ကြမယ်အထိတ်ကဲဆက်ကြည့်မယ်9နောက်ပိတ်ကြပြီ9နောက်ပိတ်ကြတဲ့အတွက်9ရဲ့ပါဝါနှစ်ခတ်9 4 6ဆိုတဲ့ကဏ္ဍထိတ်6 9 4ထားပါတော့ကဲ9နောက်ပိတ်ကြပြီ9နောက်ပိတ်ကြတဲ့အတွက်9ရဲ့ပါဝါနှစ်ခတ်9ရဲ့ပါဝါနှစ်ခတ်9 3ည3ဆိုတဲ့ကဏ္ဍထိတ်ကြမယ်ကဲမှာ9 3ညဆိုအတွဲလိုက်ဖြုတ်သွားတယ်ကဲဆက်ကြည့်မယ်3ညနောက်ပိတ်ကြတဲ့အတွက်3ညရဲ့ပါဝါနှစ်ခတ်3ည5ခွန်ဆိုတဲ့ကဏ္ဍထိတ်ကြမယ်ခွန်ထိတ်3ညထိတ်ကဲနောက်ထပ်1နောက်ပိတ်ပြီ1နောက်ပိတ်တဲ့အတွက်1ကဲပါဝါနှစ်ခတ်1 6 8ထိတ်ကဲ1ထိတ်ကဲဆက်ကြည့်မယ်ဒီမှာ8ထိတ်ကဲ3နောက်ပိတ်ပြီ3နောက်ပိတ်တဲ့အတွက်3ရဲ့ပါဝါနှစ်ခတ်3 8 5ထိတ်5ထိတ်5ထိတ်8ထိတ်ကဲကြည့်အောင်မယ်6နောက်ပိတ်ပြီ6နောက်ပိတ်တဲ့အတွက်6 1 9 6ပါဝါနှစ်ခတ်6 1 9ထိတ်6 1 1 9ကဲ3ညနောက်ပိတ်ပြီ3ညနောက်ပိတ်တဲ့အတွက်ကဲအပေါ်တက်မယ်3ညရဲ့ပါဝါနှစ်ခတ်3ည5ခွန်မြင်ရတာမသိဘူးနည်းနည်းလေးဟုတ်ပြီ3ည5ခွန်ထိတ်ကြပြရမယ်5ထိတ်5ထိတ်5ထိတ်ကဲ5နောက်ပိတ်ပြီ5နောက်ပိတ်တဲ့အတွက်5 3ည3 5ပါဝါနှစ်ခတ်5 3ည3ထိတ်ကဲ3ထိတ်3ညထိတ်3ညထိတ်ကဲ5နောက်ထပ်နောက်ပိတ်ပြန်ပြီဗျာကဲ5နောက်ပိတ်တဲ့အတွက်5 3ည3ပါဝါနှစ်ခတ်ကဲ5 3ည3ကြပေးရမယ်3 3 5သူများဟိုဟာပတ်ဒီဟာပတ်လိုက်ပတ်မနေနဲ့ကျွန်တော်ပြတဲ့ဟာလေးကိုပဲကြည့်အဲ့ဒီကကိုနဲ့တိုက်ဆိုင်တယ်ကိုနဲ့ကြိုက်တယ်ဆိုရင်ယူထိုးလိုက်ဒါတွေကတေချာပေါက်အရာတွေကဲ3နောက်ပိတ်ပြီ3နောက်ပိတ်တဲ့အတွက်3ရဲ့ပါဝါနှစ်ခတ်3 8 5 385ဆိုတဲ့ပိတ်ရဲ့ကြီးထဲမှာပိတ်ရဲ့ကြီးထဲမှာဖြဲကွဲပြီးတော့3ထိတ်5ထိတ်ဆိုပြီးတော့ကျသွားသေးတယ်3မိနစ်လုံးကဲဆက်ကြည့်မယ်9နောက်ပိတ်ပြီ9နောက်ပိတ်တဲ့အတွက်9 4 6 9 4 6ဆိုတဲ့ထိတ်9ထိတ်4ထိတ်ဒါလေးတွေပတ်နေဗျာဘာလို့အရင်မရတော့ဈေးဘိုးကတော့ကြိုက်သလိုရှာလို့ရတယ်ကဲရှင်းနောက်ပိတ်ပြီရှင်းနောက်ပိတ်တဲ့အတွက်အပေါ်တက်မယ်ဆိုတော့ကဲဒီဘက်အချမ်းလေးရတက်မယ်ရှင်းနောက်ပိတ်တဲ့အတွက်ရှစ်ကဲပါဝါနှစ်ခတ်8 1 3ဆိုတဲ့ကဏ္ဍထိတ်ကြပေးရမယ်1 โอเคပြီးရင်4နောက်ပိတ်ပြီ4နောက်ပိတ်တဲ့ပိတ်ရဲ့ဒီခန်းနဲ့ခန်းစမ်းကြည့်ရတာပေါ့4နောက်ပိတ်ပြီ4နောက်ပိတ်တဲ့အတွက်4ရဲ့ပါဝါနှစ်ခတ်4 9 2ထိတ်9
ကိုအိုးကြည်စမ်းနှစ်ထိတ်ကြာသွားပြီကဲ6နောက်ပိတ်ပြီ6နောက်ပိတ်တဲ့အတွက်6ကဲပါဝါလက်ခတ်6တက်ကိုထိတ်ဘိုးတော်ပူသွားလိုက်သေးတယ်အော်ဆက်ပြီး6တဲ့အော်6တဲ့အော်1တဲ့အော်ဘာတွေများလွမ်းနေလဲဆရာစကားပြောလိုက်ပဲဘာတွေများလွမ်းနေလဲကဲရှင်းနောက်ပိတ်ပြီရှင်းနောက်ပိတ်တဲ့အတွက်ရှစ်ကဲပါဝါလက်ခတ်8တက်3 8တက်3ဆိုတဲ့ကဏ္ဍထိတ်1 3ဟုတ်လားဟုတ်မဟုတ်တယ်ပြောကဲကဲနောက်ထပ်3ညနောက်ပိတ်ပြီ3ညနောက်ပိတ်တဲ့အတွက်3ညရဲ့ပါဝါနှက်ခတ်3ည5ခွန်ကဲကြပြီဗျာကြပြီတားတော်ယူရတယ်တားတော်ယူရတယ်မလုပ်ပါနဲ့အိုးလှိမ့်ကြနေတာကဲလေးနောက်ပိတ်ပြန်ပြီကဲအပေါ်တက်မယ်အပေါ်တက်မယ်လေးနောက်ပိတ်ဆိုတော့ဒီ line လေးကနေတက်သွားပြီအပိတ်ရက်တင်နေကြတော့ကြပါမလားဒီဟိုစိတ်ထဲတော့မကောင်းလေးရဲ့ပါဝါနှက်ခတ်4 9နှစ်ဆိုတဲ့ကဏ္ဍဟာဒီပွဲမှာကြပြရမယ်4ထိတ်9ထိတ်ကြပြသွားတယ်ပိတ်ရက်ကြီးတော့မကြပြသွားတယ်ကဲဒီမှာ9နောက်ပိတ်ပြီ9နောက်ပိတ်ပြီဆိုတော့9ရဲ့ပါဝါနှက်ခတ်9 3ည3ဆိုတဲ့ကဏ္ဍဒီပွဲမှာကြပြရမယ်ကဲဒီပွဲလဲကြလဲကြအောင်ပိတ်ရက်ကိုကြော်ဖြတ်ပြီးသူခင်ဗျာလာတော့ဒီပွဲလဲကြအောင်အနားယူပါရစေတဲ့ဘယ်လိုပြောရမလဲတကြံမိုးရုပ်ရှင်ကားတဲ့ကိုချင်းမောင်ရဲ့ကလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါဒီခါတော့ခွင့်လို့ပေးလိုက်ပါအောင်နော်ကဲတို့ခင်ဗျာလဲမောပန်းနဲ့အကြိမ်ပေါင်းကြီးမနှဲမနှောဖြတ်ကျော်လာတဲ့ခါကျတော့အနားယူခြင်းရှာမှာပေါ့ကဲဆက်သွားမယ်ကဲရှင်းနောက်ပိတ်ပြီရှင်းနောက်ပိတ်တဲ့အတွက်ရှစ်ပါဝါနှက်ခတ်ရှစ်3 1ကြာပြီသူကဟိုမှာအနားယူထားတာကိုရှစ်3 1ဟိုးတာအဲ့လောက်ကြီးမကြနဲ့ကွာကဲလေးနောက်ပိတ်လေးနောက်ပိတ်ပြီလေးနောက်ပိတ်တဲ့အတွက်လေးပါဝါနှက်ခတ်4 9 2ထိတ်ဟေးအောင်လေး9 2ဟာ4မရတော့ဒီကောင်လေးကမရတော့တားလို့မရတော့ကဲနင်းနောက်ပိတ်ပြီနင်းနောက်ပိတ်ပြီဆိုတဲ့အတွက်ကြောင့်နှစ်ကဲပါဝါနှက်ခတ်2 ခွန်4ထိတ်ကဲဒီမှာ2 ခွန်4ထိတ်ဦးနာရပြနေတာမီးကပြတ်သွားတော့ကဲထားလိုက်တော့ကဲပြီးရင်ထိတ်ပြီးသွားရင်နောက်ဆက်လာမယ်ဗျာနောက်ပိတ်ကလေးဆက်ပြမယ်ဝေးကြီးကိုလိုက်ရှာကြရမလို့ကဲတောက်ကြနေရဲ့မနဲ့ကနန်းမယ်မနဲ့ကနန်းကိုနောက်ပိတ်ကထိတ်စည်းယူသွားတယ်ကဲခုထိတ်စည်းကိုနောက်ပိတ်လုပ်မယ်ကဲလက်ဆောင်ပေါက်ကောင်ဖွင့်မယ်ခွန်ထိတ်ကိုပါဝါနှက်ခတ်ပဲလုပ်ဘာမှရှောက်အထွေတူးတွေလုပ်မနေနဲ့နောက်ကြမှာကျွန်တော်သင်ပေးမယ်ထိုင်းနှက်ခတ်နဲ့ထိုင်းပါဝါနဲ့ကိုကျွန်တော်သင်ပေးမယ်နော်ခုလောဆိုတော့မြန်မာပါဝါနဲ့မြန်မာနှက်ခတ်နဲ့တော့မှတော်ဒုက္ခတွေရောက်နေကဲခွန်ထိတ်ကိုပါဝါနှက်ခတ်ယူလိုက်တော့2 ခွန်4ကဲနောက်ပိတ်မယ်2ပိတ်သွားပြီ4ပိတ်သွားပြီကဲဆက်လာမယ်4ထိတ်ကြပြီ4ထိတ်က4ရဲ့ပါဝါနှက်ခတ်ကဲ4 9 2ဆိုတဲ့ကဏ္ဍကဲနောက်ပိတ်ပြီကဲ5ထိတ်9ရဲ့ပါဝါနှက်ခတ်9 3ည3နောက်ပိတ်3ညဟို4ထိတ်4ရဲ့ပါဝါနှက်ခတ်4 9 2နောက်ပိတ်2တော်တော့ရောကွာတခါကြလဲငါတို့ကအဆင်ပြေပါတယ်စောလေးသာကြဖို့ပဲလိုတယ်တဲ့ကဲ3ညထိတ်ပြီ3ညထိတ်တဲ့အတွက်3ည5ခွန်ဆိုတဲ့နောက်ပိတ်ကိုပေးရမယ်မပိတ်ရင်တွေ့မှာခွန်နောက်ပိတ်ပြီနော်3ညပိတ်ပြီဟာဘာတွေလွမ်းနေမလဲဒီနှစ်ခုတည်းနဲ့လှုပ်ဆိုင်တော့မှအဆင်ပြေတယ်ဘာမှလှုပ်မနေနဲ့ကဲ9ထိတ်ပြီ9ထိတ်တဲ့အတွက်
ငါရဲ့ပါဝါနက်ခတ်933နောက်ပိတ်ဟာအဲ့လောက်ကြီးတော့မလုံးနဲ့ကွာကဲ4ထိတ်ကြပြန်ပြီ4ထိတ်ကြတဲ့အတွက်4ရဲ့ပါဝါနက်ခတ်492နောက်ပိတ်492ကဲအစုံလုံးအကုန်လုံးကြသွားတယ်ကဲထားလိုက်တော့အကုန်လုံးတောက်လျှောက်ကဲခုအပြင်ကိုဆက်ကြည့်မယ်အဲ့တော့လိုက်ချိုးကတားများနေဖြတ်ချလို့အလဲ6ထိတ်ကဲဒီပင်လေးကနေစတည်ပြီးလိုက်ပါမယ်ကဲ2ထိတ်ကြလို့2ကဲပါဝါနက်ခတ်204ဆိုတဲ့နောက်ပိတ်ကြောက်ကြပေးရမယ်မကြရင်တွေ့မှာပေါ့နှစ်ဟုတ်ပြီနော်ကဲမလာပြီကဲ6ထိတ်ကြတဲ့အတွက်6ကဲပါဝါနက်ခတ်619ကနောက်ပိတ်ကဲဒီအောက်မှာရေးလိုက်မယ်6 1 9ပိတ်ကဲโอเคကဲနောက်တစ်ခုဆက်ပြီးတော့မေတ္တာလက်ဆောင်လေးနဲ့ပြအောင်မယ်စားဖို့ရအောင်စားပဲဘယ်ကိုသွားသိရလဲဟုတ်သေးပါဘူးဒီငါးပါးနဲ့ထားတယ်ဟုတ်ရပြီโอเคကဲဒါတော့4လုံးငွေပေါ့ကဲ4လုံးငွေလေးကျူးစားပန်းစားနဲ့ကိုကတူးဒီမဆရာပဲပြောပါတော့တူးဒီတက်ပြီးတော့လိုက်မလွင့်ခင်အချိန်ကတော့ကိုကလည်းကိုအခွေလေးမွေးထားလိုက်ဗရိတ်ကလေးမွေးထားလိုက်နဲ့ကိုကနန်းလေးကိုစောင့်ထိုးကိုတိုင်းလဲရပါစေငါလိုပဲရပါစေဆိုပြီးတော့လိုင်းပေါ်လဲတက်လွင့်ရောကိုကနန်းလေးမထွက်မှာတော်တော်ရင်ပူးနေရတာကိုကြည့်ပြီးတော့အာကိုတကြီးနဲ့လိုက်ထိုးနေတဲ့လူတွေဟာတရက်မထွက်2ရက်မထွက်တော်တော်ရင်ထဲမှာပူးနေတာကွာနဲ့ကိုထိုးနေတော့ရင်မပူရှာဘူးဗျာကဲအဲ့ဒါလဲစေတနာမေတ္တာပါဟုတ်လားကဲခုပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြပေးတဲ့ကဏ္ဍတွေလည်းအကုန်ထွက်ပါတယ်နော်ကဲခုထပ်ပြမယ်4လုံးကိုကဲကြည့်66လို့ကြားလို့အောက်မှာ936ခွန်ဆိုတဲ့ကဏ္ဍဖွေရမယ်936ခွန်936ခွန်အပူပါခွေအပူပါ936ခွန်ကျင်းသေးပေါ့နော်အဲ့လိုပဲပြောတာပဲဒါပေမဲ့ကန်ဆိုင်ရင်တော့တို့တွေအကျိုးမြတ်ခံစားရမှာပါကဲဒီမှာ6ဘူးကြပြီ6ဘူးကြတဲ့အတွက်ခုနပြောတဲ့936ခွန်ဆိုတဲ့အခွေရဒီအောက်မှာကြာsorry ဒီကောင်ကပြက်တယ်ဒီကောင်ပြက်သွားတယ်ဒီကောင်ပြက်တဲ့အတွက်ဒီကောင်တပင်ပြက်သွားတယ်သူလဲကိုငိမ့်မောင်ပေါ့နော်ကိုငိမ့်မောင်ရဲ့ခလေးတွေကိုနားလည်မှုပေးလိုက်ပါခွင့်လွတ်ပေးလိုက်ပါပွဲစဉ်မောင်တောက်လျှောက်မှာတခါတလေတော့မှားသွားတာကိုငိမ့်မောင်ရဲ့ခလေးတွေကိုနားလည်ခွင့်ပေးလိုက်ပါကဲဒီတဝဲတော့ပြက်သွားတယ်ပေါ့နော်ပြက်တယ်တော့မဟုတ်ပါဘူးဆက်သွားရင်တော့ရတယ်ဝေးလို့ကဲဆက်ကြည့်မယ်ကဲ66လို့ကြာပြီ66လို့ကြာတဲ့အတွက်936ခွန်ဆိုတဲ့ကဏ္ဍကဲထွက်ကိုပေးရမယ်3 9 အဲ့လိုဖြစ်နေရတယ်ကဲနောက်တဲ့66လို့ကြာပြီ66လို့ကြာတဲ့အတွက်အောက်အပြင်မှာ936ခွန်အခွေအပူပါ9ခွန်နော်9ခွန်9ခွန်စိတ်တော့မကောင်းကဲဆက်သွားမယ်နောက်အပြင်ဆိုတော့ဒီမှာလာပြီ66လို့တွေ့ပြီ66လို့တွေ့ပြီဆိုတာ ਨੇ အောက်ဘက်မှာ936ခွန်ထွက်ပြီဗျာခွန်ခေါ်ဆိုပြီးတော့တာဝန်ကျေသွားပါတယ်က
ကဲဒီမှာနောက်ထပ်66လို့ထွက်ပြီ66လို့ထွက်တဲ့အတွက်အောက်အပြင်မှာ936ခွန်သူလည်းတာဝန်ကြည်သွားပါလေခင်ဗျာကဲဆက်သွားမယ်ဆိုတော့ကဲဒီမှာ66ခုနှစ်ပင်10ပင်နော်ကဲ66လို့ကြပြီဘယ်နေရာမှာပဲကြသူကြပြီးတာနဲ့နောက်ဘက်တမှာ936ခွန်ဆိုတော့ထွက်ကိုပေးရမယ်ခွန်3ညာခွန်3ညာထွက်ပြေးသွားပြီကဲဆက်သွားကြည့်အောင်မယ်ဒီမှာလာပြန်66ကောင်လေးလည်းကြိတ်ထွက်နေတာကဲ936ခွန်ကဲအောက်ဘက်မှာတစ်ချက်ရှိုးမယ်လက်ဆောင်ပေါက်ကောင်ဖွင့်မယ်96တယ်ဗျာ96လို့ထွက်သွားကဲဆက်သွားကဲဒီမှာ66တဲ့ကဲပေးသက်ကြီးချောင်းနေတဲ့အပိတ်တွေဗရိတ်တွေဂွိတ်တွေနဲ့ကတော့စော်သာပြစ်လိုက်တော့တရားကဲ66လို့ကြားတဲ့အတွက်936ခွန်63ညဆိုပြီးကြာသွားပြီပါတယ်ကဲဆက်မကျင်နဲ့ဘူးတဲ့66လို့နောက်တစ်ပင်မှာဆက်ကြသွားတယ်ဆက်ကြသွားတဲ့အတွက်ဘာလုပ်မလဲဒီအပင်မှာ9 3 6ခွန်အပူပါစော်ထဲလိုက်ခုနနှစ်ခွန်လေးထိန်းနဲ့နှစ်ခွန်လေးထိန်းနဲ့6 1 9ပိတ်နဲ့ခွေးကဲမေတ္တာလက်ဆောင်အနေနဲ့3 BKကဲအားလုံးပဲရကြပေါက်ကြအောင်မြင်ကြပါစေကံကောင်းကြပါစေကဲဒီနေရာနေပဲကိုလက်ပါ